ဒီတော့အုပ်ကြီးထဲမှာတင်ယူစရာတွေအများကြီးပဲအရာရာကိုလေးလာတင်ယူခြင်းစိတ်တွေပြင်းပြနေပြီဟဲ့ဒီယုံလေးကပန်းချီဆွဲတာတော်လိုက်တာရောင်စုံဆေးရောင်စုံနဲ့လှပတဲ့ပန်းချီကားလေးဖန်တီးနေတာငါလဲဆွဲကျင်လိုက်တာပန်းချီဆွဲရတာလွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့ငါစူးစမ်းပြီးလှလှပပလေးတွေဆွဲနိုင်အောင်တင်ယူမှာပဲဘဲကအတန်ပါလိမ့်အရန်ตาရတဲ့တချင်းတန်လေးပဲနားထောင်လို့ကောင်းလိုက်တာဘသူများတီးခတ်နေတာပါလိမ့်နော်စိတ်ဝင်စားလိုက်တာဝါဒီရှုပ်လေးကဂတာတီးတာအရန်တော်တာပဲတေးသွားလေးတွေကလည်းနားထောင်လို့ကောင်းလိုက်တာငါလဲဒီလိုတီးတတ်ချင်လိုက်တာဂတာတီးတာလဲပန်းချီဆွဲသလိုပဲလွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့ငါစူးစမ်းပြီးတချင်းလေးတွေတီးနိုင်အောင်တင်ယူမှာပဲတခါပန်းချီဆွဲလိုက်တခါဂတာတီးလိုက်နဲ့အတက်ပညာနှစ်ခုကြားမှာဘဲဟာကိုအာရုံစိုက်ပြီးအရင်တင်ရမှန်းတော့မသိတော့ဘူးအဲ့ဒါဘာအတန်လဲတူနဲ့တန်မိုရိုက်တဲ့အတန်နဲ့တူတယ်ဘသူများဘာတွေလုပ်နေတာပါလဲသွားကြည့်မှာပဲဝါဒီဝက်ဝံကြီးကတစ်သားတွေနဲ့ပရီဘောဂါတွေလောက်တာတောလိုက်တာတိုင်းတာပြီးဖြတ်တောက်တာတွေကလည်းတိကျလာတယ်တစ်သားနဲ့ပရီဘောဂါလောက်ရတာကလည်းအရန်ပြောစရာကောင်းတာပဲနော်တူနဲ့တန်မိုရိုက်ရတာကလည်းလက်သမားပညာကိုစတင်သင်ယူဖို့အရန်စိန်ခေါ်မှုရှိတယ်ပန်းချီလဲဆွဲခြင်းနဲ့ဂတာလဲတီးခြင်းနဲ့လက်သမားပညာလဲသင်ခြင်းသေးတယ်ဆိုတော့ဘာကိုအာရုံစိုက်ပြီးလောက်ရမှန်းတော့မသိတော့ဘူးဘာတစ်ခုမှကောင်းမွန်မလုပ်နိုင်တော့ဘူးပန်းချီကလည်းမလှဂတာကလည်းမပီလက်သမားပညာကလည်းမကျွမ်းကျင်ဘူးဒီမြောက်ကလေးကတကယ်ကိုစူးစမ်းခြင်းစိတ်ပြင်းပြပြီးအတက်ပညာတွေကိုလေ့လာခြင်းနေတာပဲဒါပေမဲ့မှန်ကန်တဲ့လမ်းကြောင်းကိုမတွေ့သေးဘူးထင်တယ်မင်းဘာဖြစ်နေတာလဲမြောက်ကလေးစိတ်မကောင်းဖြစ်နေပုံရတယ်ဘာများအခက်အခဲရှိနေလို့လဲငါ့ကိုပြောပြလို့ရတယ်နော်မြောက်ကလေးရဲ့အရာအားလုံးကိုတပြိုင်နက်တည်းသင်ယူဖို့စူးစမ်းရင်တခုမှကျွမ်းကျင်မှာမဟုတ်ဘူးတခုတည်းကိုအာယုံစိုက်ပြီးသင်ယူသင့်တယ်ဇီးကွက်ကြီးပြောတာမှန်တာပဲငါကအရာရာကိုတပြိုင်နက်တည်းသင်ယူဖို့စူးစမ်းခဲ့တော့ဘာတစ်ခုမှကောင်းမလုပ်နိုင်ခဲ့ဘူးငါဒီတစ်ခါတော့ပန်းချီပညာကိုပဲအာရုံစိုက်ပြီးစိတ်ရှည်လက်ရှည်သင်ယူတော့မယ်တကယ်ကိုကျွမ်းကျင်အောင်စူးစမ်းမယ်နေတိုင်းပန်းချီလေ့ကျင့်ရင်းနဲ့ငါလက်ရာတွေတကယ်တိုးတက်လာတာကိုတွေ့ရတယ်ဒီလိုတိုးတက်လာတာကိုမြင်ရတော့အယံပြောလိုက်တာအာယုံစိုက်ပြီးစူးစမ်းခဲ့လို့ပန်းချီပညာကိုတကယ်ကျွမ်းကျင်သွားပြီဒီပန်းချီကားလေးကငါရဲ့စူးစမ်းမှုရလဲပဲမိုက်ကယ်ပန်းချီဆွဲတာအရန်တော်သွားပြီနော်ဒီပန်းချီကားလေးကတကယ်ကိုအသက်ဝင်နေတယ်တငယ်ချင်းတို့တွေဘယ်အရာကိုပဲလှုပ်အာရုံစိုက်ပြီးတစိုက်မလုံးမှအောင်မြင်မှုရမှာပါအတက်ကျူးရင်ဘာတစ်ခုမှမကျွမ်းကျင်နိုင်ဘူးပန်းချီဆွဲရတာကိုပျော့ရွှင်သင်ယူကြမယ်နော်စိတ်ရှည်လက်ရှိတဆင့်ချင်းစီစူးစမ်းသွားရင်တကယ်ကိုတော်လာမှာပါတစ်ခုချင်းစီကိုအာရုံစိုက်ပြီးစူးစမ်းတဲ့အခါတောအုပ်တစ်ခုလုံးကအတက်ပညာတွေနဲ့ပြည့်နှက်နေတာအရန်လှပတာပဲငါရဲ့ပန်းချီကားလေးကိုကြည့်လိုက်တိုင်းစူးစမ်းအားထုတ်မှုတွေရဲ့တန်ဖိုးကိုခံစားရတယ်တကယ်ကိုငြိမ်းချမ်းပျော်ရွှင်ပါတယ်ပညာတွေကိုမှန်ကန်တဲ့နီးလန်းနဲ့သင်ယူတက်မြောက်တဲ့အခါဘဝကပိုပြီးလှပလာပါတယ်အာယုံစိုက်မှုကအဓိကပဲဒီလိုပါပဲတငယ်ချင်းတို့ရေဘယ်အရာကိုမဆိုစိတ်နှစ်ပြီးတစိုက်မလောက်ကင်ရင်အရာရာတိုင်းကိုအောင်မြင်နိုင်ပါတယ်တငယ်ချင်းတို့တွေအတက်ကျူးပြီးအယူမဖြစ်ရအောင်တခုတည်းကိုအာယုံစိုက်ပြီးစိတ်ရှည်ရှည်နဲ့စူးစမ်းကြပါလို့ငါကတိုက်တွန်းချင်ပါတယ်